Yoga Bhagavati Hidya Pameyang Kalang Garondo Tidogarani Kirangado Loka Hidaya Nato Namo Mahakarunika Dada Yonato Viniya Myaswa Tadawai Chanda Siva Lola Donda Gombong Kadapin Natha Minya Jinshinom Yapayadi Kabagodi Hibi Grigava Yedwe Tinchado Nole Abe Miya Yedwe Dainda Pobya Jinga Maswana Mado Kalamli Atinche Dainigava Shijado Kalabalo Loka Hidaya Tata Loka I Josiva Longa Adi Dogerani Osa De Chile Inga Mita Jima Damita Nenta Thasani Sanyinihu Chadita We Ngadwe Asu Alonkhayeno Murogo Karondo Payapsi Yidan Joko Atudo Muyadi Shivi Kiran Lechi Yellow at the Sound Nalo say one Goro Ipemaniendo Kadoba Dana Jimpamya Swa Yodo Mugaya Shalevi Mahagaruni Gandadawamya Yaweta Gadu Tana Chikim Mahagaruna Simsidomudo Tadana Tada Winiyamya Swa Dadwai Chanda Siva Lola Donda Gombong Kadapin Natha Minya Tushindom Yapaya Naboyo De Pyong Pyong Mangolio Karoyo Jo Shikho Jindi Atuba Wedu Sensi Madhvi Shibasi Dari Tandaya Amane Shindari Bodra I Achina Daya Lokama Tandaya Khire Ma Chinli Nijaya De Boguri Takadiya Jaro Adwi Ma Bidole Mayen Lodi Lomitat One Takadiyan Jaro Upon them Macaulo leve Mayan Muri Pipo say that About the young Mayan Daddy Yaswa Shidalu A Twitch and Lema Bido Mayan Alu Sandari Mayan Sydney the Warrior Jow, Sydney the Warrior Jow, a man love me that they let Logajima Shidat. Lodongaro comment and Lodave a Jew Tayolare Kama to a Jew Tayolare a Jew Magaune a Jew Silla. Tajamu Yasa Yaga Mahadama Tamadana Thomas. Quechabido, Hojatara Shire Letri Anitaga Macambulu Teyabe me, a Jubi Jaro Kauna shit. Letri Anitaga Kaunelu Teyabe me, a Jubi Jaro Magauna shit. Logama Mube. Ledri Nita le Kaune, a Jubile Kaune, Ledri Nita le Magamu, a Jubile Magamu Sura, she. No yet name you ne Patella. Loga Luri Sura Loda Chema Magami Melu Yalare a Joha, a comshili melu, Mio Dubio, Lobida Chara. Your ninja tabido, Loja, a comshili melu tene. The more lonely day, my Gami melu.
အကျိုးရလာတဲ့အခါမှာလည်းမကောင်းတာတွေအများကြီးဒါကြောင့်မလို့အကောင်းတဲ့အဆိုးအကြောင်းနဲ့အကျိုးဆိုတာကိုခွဲခြားသိတတ်တဲ့အသိဉာဏ်အမတန်မှတန်ဖိုးရှိတယ်လို့မြတ်စွာဘုရားကဟောတာအဲ့ဒီအသိဉာဏ်မရှိတော့ဘူးဆိုလို့ရှိရင်လူတွေဟာလုံးတင်တာနဲ့မလုံးတင်တာခွဲခြားမသိသည့်အတွက်ကြောင့်မလုံးတင်တာကိုလုံးမိပြီးတော့လုံးတင်တာကြတော့မလုံးဖဲနေမိသွားတယ်အကျိုးတွေဆိုးကြအဲ့ဒါလို့မဆိုးရရလေအောင်ဘဝတစ်ခုရလာတဲ့အခါမှာအမှန်တရားကိုသိဖို့အသိဉာဏ်ရဖို့စိတ်ကူအထောက်ဖို့ဆိုတာအမှန်တမ်းမှအရေးကြီးတယ်အပေါင်းအသင်းကြောင့်မှားတတ်လို့မြတ်စွာဘုရားကမှန်ကန်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းဖို့ဆိုပြီးတော့မင်္ဂလာတုတ်မှာလူဘဝရလာတဲ့ပုဂ္ဂိုလ်ဟာအရေးတကြီးလိုအပ်ချက်ကတော့မကောင်းတဲ့လူမပေါင်းမိဖို့နဲ့ကောင်းတဲ့လူပေါင်းမိဖို့ဒါအရေးတကြီးလိုအပ်တယ်အဲ့ဒီမှာလည်းပဲစဉ်းစားကြည့်လို့ရှိရင်မကောင်းတဲ့လူကိုပေါင်းမိတယ်ဆိုတာဟာသို့မဟုတ်ပညာရှိကောင်းတဲ့လူကိုပေါင်းမိတယ်ဆိုတဲ့နေရာမှာလည်းပဲကိုယ်ကိုယ်တိုင်ရွေးချယ်လို့ရတဲ့ဟာလားသို့မဟုတ်သဘာဝကပေးလိုက်တာလားလို့နှမျိုးရှိသေးတယ်မိမိကိုယ်တိုင်ကိုယ်ကကံမကောင်းအကြောင်းလားလို့မကောင်းတဲ့အတိုင်းဝိုင်းထဲမှာသွားလူဖြစ်လို့ရှိရင်ကောင်းနိုင်စရာအကြောင်းမရှိဘူး။ရာခိုင်နှုန်းတော်တော်များများမကောင်းတဲ့အတိုင်းဝိုင်းထဲရောက်သွားရင်ကောင်းမှုဆိုတာမျှော်လင့်ဖို့အတော်ခဲရင်သွားတယ်။ဗမာစကားပုံလည်းရှိတယ်လေမုတ်ဆိုးနာနီမုတ်ဆိုးတငါနာနီတငါဆိုတာကိုယ်ကမုတ်ဆိုးအတိုင်းဝိုင်းထဲမိသားစုအတိုင်းဝိုင်းထဲဖြစ်ရင်မုတ်ဆိုးဖြစ်ဖို့ကရာခိုင်နှုန်းများနေတယ်တဏှာမိသားစုဝင်ထဲမှာသွားဖြစ်မယ်ဆိုလို့ရှိရင်တဏှာဖြစ်ဖို့ကရာခိုင်နှုန်းများနေဘာသာခြားအမျိုးစုထဲမှာသွားဖြစ်လို့ရှိရင်လည်းအဲ့ဒီဘာသာခြားအမျိုးဝါဒကိုလိုက်နာဖို့ဆိုတာရာခိုင်နှုန်းများနေတယ်အဲ့တော့တစ်ခါတစ်ခါကိုယ့်ဘက်ကိုရွေးချယ်ဖို့ဆိုတာအတော်ကိုဉာဏ်ရှိမှရွေးချယ်လို့ရဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဘဝမှာစိတ်ဖို့အထောက်ခဲ့တဲ့အသိဉာဏ်မရှိဘူးဆိုရင်ရွေးချယ်ဖို့အလွန်ခက်တယ်အမှားမှားစဉ်းစားဖို့အလွန်ခက်တယ်မိယောကလာမိဘဘိုးဘွားကကိုးကွယ်တဲ့ဘာသာတရားကိုနောက်ကနေလိုက်ကိုးကွယ်ရတယ်ဆိုတာအလွန်လွယ်တာပေါ့ရှေ့ကလူသွားတဲ့လမ်းကိုလိုက်နင်းတာဟုတ်တာအသိဉာဏ်မပါလဲရသို့တော့တိတတ်တဲ့အရွယ်ရောက်လာတဲ့အခါမှာအမှန်အမှားကိုလေ့လာဆန်းစစ်ဖို့အမတန်မှအရေးကြီးတယ်ခုဘုန်းကြီးတို့တွေလူဘဝရထားပြီရထားတဲ့အခါမှာဘဝမှာအမှတ်တမဲ့မနေသင့်ဘူးလေ့လာသင့်တယ်လောကမှာလူတွေကိုးကွယ်နေကြတဲ့ဘာသာတရားအလုံးသိရှိအောင်လေ့လာတဲ့လေ့လာပြီးတဲ့အခါမှာဆုံးဖြတ်ပြီးတော့လိုက်နာတဲ့အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်သူများဖောက်ထားတဲ့လမ်းပေါ်မှာရှောက်တတ်သူတယောက်ပဲဖြစ်မယ်ကိုယ်ကိုယ်တိုင်အမှန်မှားကိုသိလို့ရှောက်တဲ့လမ်းမဟုတ်ဘူးဆိုရင်ခိုင်မာဖို့တော်တော်ခက်တယ်ပေါ့ဒါကြောင့်မို့အခုလိုတရားပွဲကြီးတွေကျင်းပပြီးတော့တရားနာရတယ်ဆိုတော့အမှန်အမှားကိုသိရှိဖို့အသိပညာတွေရဖို့အသိပညာဆိုတာသူကသူရမလာဘူးသုတ္တတာသုတဝဋ္ဌနီလို့ဆိုတဲ့အတိုင်းနားထောင်တာတရားနာတာပဲဖြစ်စေဟောပြောပွဲတွေဘာသာရေးနဲ့ပတ်သက်ပြီးဟောပြောတာတွေဖြစ်စေစာပေလေ့လာတာပဲဖြစ်စေဘောဓုတ္တတွေများလာတယ်
စဉ်းစားစရာတွေနှိုင်းယှဉ်ပြီးကြည့်စရာတွေများလာတယ်ဗမာလူမျိုးတွေပြောကြတယ်မြင်စရာကြားစရာမျက်စိကမြင်တဲ့အခါမှာလည်းပဲကိုယ်မှနှိုင်းယှဉ်ကြည့်စရာတွေနားကကြားတဲ့အပေါ်မှာလည်းပဲမတူညီတဲ့အတန်တွေမတူညီတဲ့ဟောပြောချက်တွေမတူညီတဲ့အမြင်တွေအဲ့ဒါတွေကိုနားထောင်ပြီးနှိုင်းယှဉ်ပြီးတော့လေ့လာเสียကိုယ်ပိုင်ညာအသုံးချဖို့တော့လိုအပ်တာပေါ့သုတ္တတသုတ္တဝဒ္ဒနီနာကျင်တဲ့စိတ်ရှိဖို့ပိုအရေးကြီးတရားပွဲလာပြီးတရားနာကျင်တဲ့စိတ်ကိုကတော်တန်မိုးရှိမြတ်စွာဘုရားသခင်ကိုရောမြတ်ကအာလဝကဗီလူကြီးကသုတ်တန်တစ်ခုမှာအာလဝကသုတ်တန်မှာမေးထားတာရှိတယ်လေဒါကတော့သူစွမ်းစားနဲ့သူမေးတာမဟုတ်ပါဘူးသူမိဘလက်ထက်ကဒီမေးခွန်းတွေနဲ့အဖြေတွေဟာရေးမှတ်ထားတာသင်ပေးထားတာရှိမိဘတွေကသင်ပေးထားသူမေးသွားတော့အမေးတွေပဲကြံတယ်မေးခွန်းပု္ပ္ပာတွေပဲကြံပြီးအဖြေတွေသူမေးသွားမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဒါမေးတာဉာဏ်နဲ့ပညာရှိလို့ခေါ်တဲ့တကုဋ္ဌိပတ်ရှိတဲ့ရဲ့သမဏဗြဟ္မဏတွေနဲ့တွေ့တဲ့အခါမှာလည်းပဲသူဒါမျိုးမေးလို့ရှိတယ်မေးလို့ကျင့်တတ်တဲ့အဖြေမရရင်သူကနှိပ်စက်တယ်တော်တော်ကြမ်းတဲ့စိတ်ဓာတ်ရှိတယ်အာလဝကဆိုတာသူမေးခွန်းဖြေနိုင်ရင်ဖြေမဖြေနိုင်ရင်ဒုက္ခပေးတယ်မြတ်စွာဘုရားလည်းအဲ့လိုဒုက္ခပေးဖို့သူကြံတယ်ဒါပေမဲ့သူကျင့်တတ်လို့တဲ့အဖြေကိုရတယ်အဲ့သူမေးတဲ့မေးခွန်းတွေထဲမှာဘာပါတော့ဆိုကထံသူလဝတိပညာလောကမှာအသိပညာဆိုတာအမှန်တမ်းအရေးကြီးတယ်အဲ့ဒီအရေးကြီးတဲ့ပညာကိုဘာနဲ့ရနိုင်တယ်လဲဘယ်လိုလုပ်ရနိုင်တယ်လဲဒီမေးခွန်းပညာရဖို့ဘာလုပ်အောင်ဆိုတော့မြတ်စွာဘုရားဖြေတာတလုံးနဲ့ဖြေတာသုတ်တုတာလည်းပဲဒီပညာမင်းဂယုတစိုက်နားထောင်မယ်ပညာရှိပုဂ္ဂိုလ်တွေဟောတာပြောတာသူတော်ကောင်းတွေဟောတာပြောတာမင်းကြကြနနဂယုတစိုက်နားထောင်မယ်ဆိုရင်မင်းပညာတွေရလာမှာပဲဟောအဲ့ဒီအဓိပ္ပာယ်နဲ့အခုသုတ်တုတာသုတ္တဝဒ္ဒနီဆိုနာကြားလို့စိတ်သင်ကြားလို့စိတ်သင်ယူလို့စိတ်ဆိုတာပညာရဖို့အတွက်အရေးကြီးဆုံးအကြောင်းတစ်ခုပဲအဲ့ဒီဆန္ဒမှမရှိရင်နာကြားခြင်းဆိုတာမဖြစ်ဘူးနာကြားလို့တဲ့စိတ်ကဒါမို့သုတ်တုတာဆိုတဲ့စကားလုံးကကြားနာခြင်းမဟုတ်ဘူးသောတုံအိဋ္ဌာသုတ်တုတာနာခြင်းနဲ့ဆန္ဒကိုပြောတာနာခြင်းနဲ့ဆန္ဒရှိရင်နာတယ်သင်ကြားခြင်းနဲ့ဆန္ဒရှိရင်သင်တယ်သင်သည့်အတွက်ကြောင့်ပညာရတယ်ပေါ့အဲ့လိုရလာတဲ့ပညာသုတံပညာယဝဒ္ဒနာနာကြားခြင်းသည့်အတွက်ကြောင့်ဘောဓုတတွေရတယ်ဘောဓုတရလာသည့်အတွက်ကြောင့်သုတံပညာယဝဒ္ဒနာအသိဉာဏ်တွေရလာတယ်အဲ့ဒီရလာတဲ့အခါဘာဖြစ်လဲလို့ဆိုပညာယအထံဇာနာတိရလာတဲ့ပညာကဘဝရဲ့အဓိပ္ပာယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဆိုတာတွေကိုနားလည်လာတယ်သိလာခွဲခွဲဖြားဖြားသိလာသူများပြောတဲ့နောက်ကိုယုံရမယ့်ဟာမဟုတ်တော့ကိုယ့်အကိုဆုံးဖြတ်နိုင်လာပညာယအထံဇာနာတိညာတောအထောဒုက္ခဝဟောအဲ့လိုဆုံးဖြတ်နိုင်လို့သိပြီးတော့ဆောင်ရွက်လာပြီဆိုလို့ရှိရင်တော့ဘဝမှာကိုလိုချင်တဲ့ချမ်းသာဒုက္ခတွေဒီဆောင်ရွက်မှုကပေးလာမှာပဲလို့အဲ့လိုဆိုလိုတာဒါကြောင့်ဘဝတစ်ခုရလာတဲ့ဆိုတဲ့နေရာမှာအသိပညာရှိဖို့အမြဲတမ်းအရေးကြီးတယ်ခုဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာအမြဲတမ်းကံကောင်းလို့ဘုရားဘာသာအတိုင်းဝိုင်းထဲမှာလူလာဖြစ်ကြတယ်သို့တော့အဲ့ဒါလေးနဲ့တင်ရှင်းတတ်နေလို့ရှိရင်ပြည့်ပြည့်ဝဝခံစားရမှာမဟုတ်ဘူးကိုကံကောင်းတာကိုအလဟသဖြစ်ပြီးတော့အသုံးမချဘူးဆိုရင်အကျိုးအမြတ်ဆိုတာရမှာမဟုတ်
ကံကောင်းတာလေးတွေထိုင်ပြီးတော့ဒီတိုင်းရှေ့ကိုမကြိုးစားဘူးဆိုဝိသခါပြောတယ်လို့ပြောရင်အဟောင်းစားနေကြတာဖြစ်မှာကံကတော့အကောင်းပို့လိုက်တာပဲဒါပေမဲ့လို့ဘာမှမသိပဲနဲ့အမှတ်တမဲ့ညှော့လိုက်နေမယ်ဆိုလို့ရှိရင်တော့အဟောင်းကုန်သွားလို့ရှိရင်နောက်ထပ်အကြောင်းတရားတွေကလည်းကောင်းတဲ့အကြောင်းတွေလည်းကုန်သွားမှာပဲအဟောင်းကုန်ရင်အကောင်းကုန်မှာပဲအကောင်းကုန်သွားတာနဲ့တပြိုင်နက်ဒုက္ခနဲ့နီးလာတာပဲပေါ့ဒါကြောင့်မို့လို့ဘဝမှာအမှတ်တမဲ့မနေရအမှတ်တမဲ့မနေရဘူးလေးလာရမယ်သိအောင်လုပ်ရမယ်ကိုယ်မျက်စိနဲ့မြင်နေရတာတွေရှိတယ်နားနဲ့ကြားနေရတာတွေရှိတယ်အလုံးကိုအမှတ်တမဲ့မနေပဲနဲ့စူးစမ်းလေးလာမှုပြုတယ်ဘာဘသူကဘာပြောတဲ့အရာဟာဟုတ်မဟုတ်ဆင်ញင်စဉ်းစားတဲ့နဲ့ဖြစ်တဲ့မဖြစ်တဲ့ဖြစ်ထိုက်မဖြစ်ထိုက်ဘာသာရေးနဲ့ပတ်သက်လာရင်ပို့ပြီးတော့ဒီကိစ္စတွေကခြေပြလူတွေကဘာသာရေးနဲ့ပတ်သက်လာလို့ရှိရင်အကြောက်တရားကိုရှေ့ကထားကြတယ်ကိုယ်ွယ်မှုဘာသာတရားကိုနဲ့ပတ်သက်လာလို့ရှိရင်အကြောက်တရားရှေ့ကထားတာဒါလူရဲ့သဘာဝလို့ဖြစ်နေ20ရာစုနှစ်လူသားတွေ21ရာစုနှစ်လူသားတွေလည်းအကြောက်တရားပဲကဘာဦးကလူသားတွေလည်းအကြောက်တရားပဲအဲ့ဒီအကြောက်တရားတွေကြောင့်အမှားမှန်စစ်စစ်နိုင်စွမ်းမရှိပဲနဲ့ကိုယ်ွယ်ကြတာတဲ့သွားတဲ့လူကကောင်းကျိုးချမ်းသာတွေရပြီးတော့လွဲသွားတဲ့လူကဒုက္ခတွေရောက်ပြန်တာအဲ့ဒါကြောင့်မို့လို့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရှိလာပြီဆိုလို့ရှိရင်သူများပြောတာကိုယုံကြည်လက်ခံခြင်းမရှိဘူးမိမိကိုယ်တိုင်ဆင်ញင်စဉ်းစားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တခါတော့ကကြားဘူးတာလေးတစ်ခုရှိတယ်အရင်တော့လည်းပြောဘူးပါတယ်အဲ့ဒါပြင်သစ်နိုင်ငံသူအမျိုးသမီးတယောက်အကြောင်းအဲ့တော့ပြင်သစ်နိုင်ငံဆိုတာမိသားစုတွေအားလုံးဟာအများစုကခရစ်ယာန်ဘာသာကိုကိုးကွယ်ကြတာပဲမိသားစုကကိုးကွယ်တယ်အဲ့ဒီအမျိုးသမီးလေးကအမှတ်တမဲ့မနေဘူးအဲ့ဒီပြင်သစ်သူကဘာသာတရားတွေနဲ့ပတ်သက်ပြီးစာအုပ်တွေဖတ်တယ်လေ့လာတယ်သူသိချင်တယ်တုတ်တူတာပဲသိချင်တာသူကနာကျင်တယ်တတ်ချင်တယ်ကြားချင်တယ်အဲ့ဒီမှာဘုရားဘာသာကျမ်းစာတစ်ခုဖြစ်တဲ့ဓမ္မပဒဆိုတာဂါထာပေါင်း400ကျော်ရှိတယ်အဲ့ဒီဂါထာ400ကျော်မှာအတွေးခေါ်ကလေးတွေရေးထားတာဂါထာလေးတွေကမြန်မာလူမျိုးတွေကဂါထာရဲ့အနှစ်သာရအဓိပ္ပာယ်အတွေးခေါ်ကိုတိတ်ပြီးစိတ်ဝင်စားဘူးဘာစိတ်ဝင်စားဇာလန်းတွေပဲစိတ်ဝင်စားဇာလန်းတွေစိတ်ဝင်စားတော့ဇာလန်းတွေမှာပဲပျောက်သွားမြတ်စွာဘုရားဟောထားတဲ့အစီအနှစ်ကတော့ဂါထာလေးတွေပဲဇာလန်းကအဓိကမဟုတ်ဘူးအဲ့ဒီမြတ်စွာဘုရားဟောထားတဲ့တရားရဲ့အနှစ်သာရဂါထာလေးတွေမှာရှိတယ်အင်္ဂလိပ်လိုပြန်တဲ့အခါမှာဇာလန်းကိုဦးစားမပေးပဲနဲ့ဂါထာရဲ့အနှစ်သာရလေးကိုဦးစားပေးပြီးတော့ပြန်ထားတယ်နမူနာလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဓမ္မပဒမှာအစလုံးဂါထာပါလဲလို့ဆိုမနောပုပ္ပင်ကမဓမ္မမနောတိဋ္ဌမနောမယမနတစေပဒုဋ္ဌိနဘာတတိဝကရောတိဝတတောနံဒုက္ခမနွေတိစက္ကံဝဝဟတောပရံလို့ဂါထာရဲ့အနှစ်သာရဒါအတွေးခေါ်လေးသဘာဝတရားအလုံးအထက်ကရာလိုကတော့ဓမ္မအရာစေရနာတွေစေတသိက်တွေပြောတာပေါ့ဒါပေမဲ့စိတ်တဏနိယတိလောကောဆိုတာနဲ့ကြည့်ပြီးတော့ဓမ္မကိုမနောပုပ္ပင်ကမဓမ္မသဘာဝတရားအလုံးကိုစိတ်ကဥဆောင်နေတယ်လူတွေရဲ့စိတ်ကကိုယ့်ရဲ့ပတ်ဝန်းကျင်ကြီးကိုဥဆောင်နေတယ်မနောတိဋ္ဌစိတ်ကကြီးမှုနေတယ်မနောမယစိတ်ကဖန်တီးထားတယ်မနတစေပရုဋ္ဌိနအဲ့ဒီစိတ်ကလေးပျက်စီးသွားမယ်အဲ့ဒီပျက်စီးတဲ့စိတ်နဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတဲ့စိတ်ကလေးနဲ့
ဘာတတိဝါစကားပြောလိုက်မယ်ကရောတိဝါတစ်ခုခုလှုပ်လိုက်မယ်ဆိုရင်တဲ့မှားသွားနိုင်တယ်ကြည့်အရာရာမှာစိတ်ကဥဆောင်နေသည့်အတွက်ကြောင့်စိတ်ကောင်းနှလုံးကောင်းနဲ့လှုပ်မှစိတ်ဆိုတာတစ်ခါတစ်ခါဖြည့်ဆည်းခံရတာရှိတယ်လေဘုန်းကြီးတို့တွေစိတ်ကြည့်ပါလားဒေါသဖြစ်တဲ့အခါမှာဒါအဖြည့်ဆည်းခံရဘယ်သူကဖြည့်ဆည်းတော့ဒေါသဖြည့်ဆည်းတာဒေါသကဖြည့်ဆည်းလိုက်တဲ့စိတ်ရှိတဲ့လူရဲ့ပုံကိုယ်ရဲ့စိတ်ဟာတစ်ဖက်သားပေါ်မှာမကျင့်တတ်မှုကြီးတွေဖြစ်ပြီးတော့ဆဲဖို့ဆိုဖို့ရိုက်ဖို့နှက်ဖို့ဆိုတာအလွယ်လေးဖြစ်နေဟောအ ਨੇ ဆုံးဆဲဆိုမယ်ကျိန်းမောင်းမယ်စိတ်ဓာတ်ဟာအဲ့ဒါလို့ဖြစ်ပေါ်လာတဲ့သဘာဝတရားတစ်ခုကစိတ်ကိုဖြည့်ဆည်းလိုက်လို့ပျက်စီးသွားပြီဆိုလိုက်ရင်ပြောလိုက်တဲ့အခါလည်းအကောင်းမဖြစ်ဘူးလှုပ်တဲ့ဟာလည်းအကောင်းမဖြစ်ဘူးအဲ့ဒါလို့ပြောမှဆိုမှဖြစ်တဲ့အခါဘာဖြစ်လဲလို့ဆိုရင်တတောနံဒုက္ခမနွေတိပြဿနာတွေဆင်းရဲဒုက္ခတွေနောက်ကနေပါလာတော့တာဟုတ်တယ်လေစိတ်ဆိုးပြီးဆဲမိလို့အတိုင်ခံရတယ်စိတ်ဆိုးပြီးရိုက်မိလို့ဆိုတာလေဒါတွေအရက်ထဲမှာမကြားခြင်းအဆုံးပဲလေလူကျင်တဲ့စိတ်မထိန်မိလို့ခိုးမှုကျူးလွန်မိတယ်ဟောဒုက္ခတွေရောက်တယ်ဘာနဲ့ဥပမာတူတော့ဆိုစက္ကံဝဝဟတောပရံလဲမှာကထားတဲ့နွားကြီးနောက်ကိုဘိန်းကြီးကလိုက်နေတယ်လို့ပဲလို့ဒီလိုပြောတာနော်ဒုက္ခကြီးကလိုက်နေတာဒုက္ခတွေကထက်ချက်မကွာလိုက်နေတယ်ဒီလိုဆိုလို့လားအဲ့တော့ဒါအတွေးခေါ်လေးတွေပဲတွေးခေါ်လေးတွေမြတ်စွာဘုရားကရှင်ပြီးတော့ဟောထားတဲ့နောက်တစ်ခုကမနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌာမနောမယဒါကသဘာဝတရားကိုပြောပြတာလောကကြီးကိုလူတွေရဲ့စိတ်ကနေပြီးတော့ရှေ့ဆောင်နေတယ်စိတ်ဟာကြီးမှုနေတယ်စိတ်ကဖန်တီးနေတယ်ဆိုတာမှန်ကန်တဲ့အတွေးအခေါ်ကြီးတစ်ခုပဲမှန်ကန်တဲ့အမြင်တစ်ခုပဲအခုတရားဝဲရောက်ပြီးတရားနာလာတဲ့လူတွေဟာမလာခင်ကအေးတရားနာမယ်ဆိုစိတ်ရှိတယ်အဲ့ဒီစိတ်ကခေါ်လာတာလေစိတ်ကခေါ်လာတော့ရောက်လာတာပဲပေါ့အဲစိတ်မပါဘူးဆိုမရောက်ဘူးတဲ့ဟာတော့သိချာအဲ့တော့စိတ်ကဆောင်းလာအဲဆောင်းလာတဲ့စိတ်ဟာကောင်းတဲ့စိတ်ဖြစ်လို့ရှိရင်ပြောတာလည်းအကောင်းဖြစ်တယ်လုပ်တာလည်းအကောင်းဖြစ်တယ်ဒါကိုမနတာစေပတန်နေနဘာတတိဝကရောတိဝစိတ်ကောင်းနှလုံးကောင်းဖြစ်ရင်လူတွေရဲ့စိတ်ဟာကြည်နေတယ်အဲ့ဒီကြည်နေတဲ့စိတ်ကလေးနဲ့စကားပြောမယ်။အိုးစိတ်ကြည်နေရင်စကားပြောတာလည်းချိုးသားတယ်။အလုံးလုံးတာလည်းကောင်းတယ်။ကောင်းတာပဲလုပ်တယ်။ဟောအဲ့ဒီတော့ဘာဖြစ်လဲတတောနံဒုက္ခမနွေတိဆာယဝအနပ္ပါယိနေတဲ့ကောင်းတာပြောကောင်းတာလုပ်ပြီးသည့်အတွက်ကြောင့်ချမ်းသာဒုက္ခကနောက်ကလိုက်နေ။ဘာနဲ့ဥပမာတူတော့ဆိုရင်လူသားရာအရိပ်ပါတယ်လို့ပဲအရိပ်ဆိုတာဘယ်သူမှမငြင်းစေဘူးလေဝန်တော့ဝန်မိုးကြီးမဟုတ်ဘူးနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်သွားရအရိပ်ပါတယ်ဆိုတာနေမပူတော့ဘူးပေါ့နေပူတဲ့အချိန်လေးမှာထီးလေးဆောင်းထားရင်အရိပ်ပါတယ်ထီးလေးမိုးသွားရမယ်သို့မဟုတ်အရိပ်ရှိတဲ့အောက်ကနေရှောက်လန်းသွားလို့ရှိရင်နေမပူမိုးရရင်လည်းမိုးလုံးတယ်ဒုက္ခတွေအများကြီးတက်တာတယ်အဲ့ဒါလို့အယိတ်ပမာချမ်းသာဒုက္ခကိုယ်နောက်ကလိုက်တယ်လို့ဒါအတွေးခေါ်ပဲအဲ့ဒါလို့ရေးထားတဲ့ဓမ္မပဒဂါထာကိုအဲ့ဒီအမျိုးသမီးကသူကတေးသေးချာချာကြာကြာနာနာပြင်သစ်သူကဖတ်တယ်ဖတ်ရင်နဲ့သူဘာတွေဖြစ်လာတော့ဆိုရင်လောကကြီးသဘာဝနဲ့ဆက်ဆက်ကြည့်ပြီးတော့သူလက်ရှိသူ့ရဲ့ပတ်ဝန်းကျင်ကသူယုံကြည်ကိုးကွယ်နေတဲ့ဘာသာတရားမှာဒါမျိုးတွေမရှိသည့်အတွက်ကြောင့်သူစိတ်ထဲမှာမှားကုန်ပြီဒါလက်တွေ့ကြတယ်မှန်ကန်တယ်ဆိုတာသူစိတ်ထဲမှာဝင်လာလို့သူမိဘတွေကိုပြောတယ်အမေတို့ကိုးကွယ်တာတွေမှားကုန်ပြီတကယ်အစစ်မှန်ကဒီတရားတွေကမှအစစ်မှန်လက်တွေ့နဲ့လည်းကိုက်ညီတဲ့တရားတွေ
မရှိတာတွေမျှော်မှန်းပြီးတော့လူတွေဟာယော်ရမ်းနေကြတာအများလက်တွေ့မကြတာတွေကိုလက်တွေ့မကြတဲ့အရာတွေနောက်လူတွေကလိုက်ရင်းကနေပြီးတော့ဘာမှအရေးမရအဖတ်မရတဲ့အနေအထားမျိုးရောက်သွားတာအဲ့ဒါလောက်လေးတဲ့အရေးမရအဖတ်မရဆိုတော်သေးတယ်မကောင်းတဲ့အတုံးကြီးတွေအခဲကြီးတွေရရင်ဒုက္ခပေါ့နော်ရလာတဲ့အရေးရလာတဲ့အဖတ်ကမကောင်းတာတွေဆိုရင်ဒုက္ခရောက်အောင်ပါအဲ့တော့သူ့အမေဖေတွေကိုပြောတော့သူ့အမေဖေတွေကလက်မခံဘူးနောက်ဆုံးကြတော့သူဒီတရားဟာအမှန်လို့သူကသူဆုံးဖြတ်ပြီးတော့နောက်ဗမာပြည်ရောက်လာတယ်အဲ့ဒီအချိန်မှာဗမာပြည်မှာကခဏိခေတ်လို့တရားဌာန meditation center တွေပါတယ်မရှိဘူးရိပ်သာတွေမရှိသေးဘူးစကိုင်းတောင်ရိုးမှာတရားကျင့်နေတဲ့ဆရာတော်ကြီးတစ်ပါးရှိတယ်မဟာကဏ္ဍယုံဆရာတော်လို့ခေါ်တယ်ဝါရင်ကာလမှာဆိုလို့ရှိရင်ခုထဲမှာအောင်းပြီးတော့လူတွေမခံဘူးဆွန့်ကတ်တဲ့အချိန်မှာဆုံးပွဲလေးသွားချပြစ်မကအချက်ကလေးပေးထားခဲ့ဆုံးအုပ်ကိုချထားခဲ့ပြီးလာကတ်တဲ့လူမရှိတော့မှအသာလေးတကားဖွင့်ပြီးတော့ယူပြီးတော့ဖုံးပြီးပြီးပြီသူပြီးပြီဆိုတဲ့အခါအပြင်ထုတ်ပြီးတော့တုံးလေးခောက်လိုက်ကျန်တဲ့ဘက်ကလာသိမ်းသွားအတွေ့မခံဘူးဘယ်သူမှအာယုပြားမှာဆိုလို့3 လတိတိပိုင်ကူထဲမှာပိတ်ပြီးတရားထုတ်တယ်အဲ့ဒီဆရာတော်ကြီးစီရောက်လာပြီးတော့တရားဓမ္မကျင့်သုံးသွားတယ်လို့ဒီလိုမှတ်တမ်းတွေမှာဖတ်ရှုအောင်အဲ့ဒါကြတော့မိယုပလာလျှောက်တဲ့လမ်းကြောင်းကိုလျှောက်တာမဟုတ်ဘူးကိုယ်ပိုင်စဉ်းစားတဲ့အသိဉာဏ်ကိုအခြေခံပြီးတော့လျှောက်တာအဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေလည်းကိုယ်ပိုင်အသိဉာဏ်နဲ့ဆုံးဖြတ်ပြီးတော့လျှောက်လန်းနိုင်အောင်အသိပညာရအောင်ကြိုးစားရမယ်လို့ဒီလိုပြောလို့ဒါကြောင့်မလို့တရားဓမ္မတွေနာမဓမ္မအသိဆိုတာရအနှုတ်ဆိုမရဘူးတဲ့ကဲဒီကနေ့တန်ယုဒ္ဓနိကေမှာလာတဲ့အတွေးအမြင်ကလေးတစ်ခုကိုပြောအောင်ဒီအတွေးအမြင်လေးကမြတ်စွာဘုရားကိုယ်တိုင်ခေါ်ခဲ့တဲ့စကားတစ်ခုပဲယောဓပုံညင်စပပင်စယံကတ္တဝါကုရုတေဣဒယံမစ္စောကုရုတေဣဒယောဓပုံညင်စပပင်စယံမစ္စောကုရုတေဣဒဆိုလိုတာကဘာတော့ဆိုလို့ရှိရင်အခုလက်ရှိဘဝမှာတဲ့လူသားတစ်ယောက်ဟာနော်ကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်တဲ့လူသားတစ်ယောက်ဟာကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ရလာတဲ့ဘဝမှာကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်တန်ဟိတတတကံဟောတိအဲ့ဒီသူလုပ်တဲ့ကုသိုလ်သူလုပ်တဲ့အကုသိုလ်ဟာသူကိုယ်ပိုင်ပဲဖြစ်တယ်သူနဲ့ပဲသက်ဆိုင်ကိုယ်ပိုင်ဆိုတာပစ္စည်းဥစ္စာကြတော့ကိုယ်ပိုင်လို့ပြောရပေမဲ့လို့ကိုယ်အတွင်းမှာဖြစ်တာမဟုတ်ဘူးပစ္စည်းဥစ္စာဆိုတာကိုယ်အပြင်မှာနေတာကိုယ်အပြင်မှာနေတော့သူများယူသွားလဲပါတာပဲမီးထဲပါသွားတယ်ရေမျောတဲ့ထဲပါသွားတယ်သိမ့်တဲ့ထဲပါသွားတယ်ဒီလိုဖြစ်နေဟောခုနလုပ်တဲ့ကုသိုလ်အကုသိုလ်ဆိုတာကြတော့ကိုယ်စိတ်စွမ်းစိတ်ထဲမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်တကယ်ကိုပိုင်တဲ့ပစ္စည်းဖြစ်သွားတယ်ကိုဟာပဲအဲ့ဒါပြောင်းလဲလို့မရတဲ့ပစ္စည်းတစ်ခုပဲဒါကြောင့်မို့လို့တက္ကသူနဲ့ပဲသက်ဆိုင်တယ်ကြံတဲ့လူတွေမသက်ဆိုင်သူစိတ်ထဲမှာမွေးဖွားလာတာသူနဲ့ပဲသက်ဆိုင်တန်ဟိတတတကံဟောတိတင်စအာဒါယကိစ္စတိတဲ့အဲ့ဒီကိုလှုပ်ထားတဲ့ကုသိုလ်အကုသိုလ်ကိုယူပြီးတော့သွားရမယ်တဲ့ထားခဲ့လို့လည်းမရဘူးဒါကြီးထားခဲ့လို့မရလုံးတဲ့ညကုသိုလ်အကုသိုလ်တွေဟာလူတွေရဲ့စိတ်အစဉ်ထဲမှာဖြစ်လို့သဘာဝတရားအလျောက်ဖြစ်ပြီးပြတ်တာကတစ်ခုသို့တော့ဖြစ်သွားတဲ့အရာတစ်ခုဟာသူ့အချိန်ပိုင်းလေးအတွင်းမှာပျောက်ကွယ်သွားတယ်ပျောက်ကွယ်သွားပြီမဲ့လို့ဘာကြံလဲဆိုရင် energy ဆိုတာလေးတွေကြံ energy ဆိုတဲ့ power ဟာအရာဝတ္ထုမဟုတ်ဘူးအရာဝတ္ထုမဟုတ်သည့်အတွက်ကြောင့် remain ဖြစ်နိုင်တယ်သူကဘယ်လို remain ဖြစ်တုံးဆိုတော့ကိုယ့်ကိုယ်ဆင်ခြင်စဉ်းစားကြည့်လေမွေးလာကစားတော့က
ABCD တို့ကာကြီးခါခွေးတို့မရေးတတ်ဘူးကျောင်းနေလိုက်တဲ့အခါရေးတတ်တယ်အခုတဲ့ရရလာတဲ့အခါငယ်ငယ်တုန်းကသင်လာတဲ့လေရေးမျက်စိမိတ်ရေးအောင်မလားရေးလို့ရမယ်ဘာဖြစ် energy တွေရှိပျောက်သွားတာဆိုပဲရမလဲပေါ့ကြည့်ငယ်ငယ်တုန်းကအကြောင်းအရာတွေငယ်ငယ်တုန်းကတွေးကြတာအခုမရှိဘူးပြန်စဉ်းစားလို့ပြန်ပေါ်တာတွေရှိတယ်လေအဲ့ဒါလို့ကိုလုံးတဲ့ကုသိုလ်အကုသိုလ်ဆိုတာဟာအကောင်အထည်နေနဲ့ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတာမဟုတ်ဘူးသို့တော့ substance အနေနဲ့မရှိဘူး energy အနေနဲ့ရှိတယ်ဘုန်းကြီးတို့တခါတော့ဂျာမနီမှာဗိဓမာသင်္นานတော်ပို့ချတဲ့အခါကံတရားနဲ့ပတ်သက်ပြီးပြောကံဆိုတာစေရနာကိုအဓိကထားခေါ်တယ်မနောကံကြတော့စေရနာတယ်မဟုတ်ဘူးအဘိဓါဆိုတဲ့လောဘကိုလည်းကံခေါ်တယ်နော်ရိုးရိုးလိုချင်တဲ့လောဘကိုလောဘလိုပဲခေါ်တယ်သူများပစ္စည်းကိုကိုယ်ပစ္စည်းလုပ်ချင်တဲ့လောဘအဘိဓါကြတော့သူ့ကိုလည်းကံလို့ခေါ်တယ်နော်စေရနာမဟုတ်ဘူးအဲ့ဒါဖြာပါရရိုးရိုးစိတ်ဆိုးတာမဟုတ်ဘူးစိတ်ဆိုးလို့ဒီလူသေးပါစေဒုက္ခရောက်ပါစေဆိုတဲ့အတွေးနဲ့တွဲလာလို့ရှင်ဖြာပါရမနောကံဖြစ်တယ်မိစ္ဆာဒိဋ္ဌိမှားရတဲ့အမြင်တစ်ခုကံအရာမြောက်တယ်ဉာဏ်နဲ့ကာယကံဝစီကံတွေကတော့စေရနာတွေပဲကောက်တယ်ပေါ့အဲ့ဒီသဘာဝတရားတွေဟာမိမိရဲ့တဏ္ဍာမှာအကြောင်းစုံလို့တစ်ခါအကြောင်းစုံလို့ဖြစ်လိုက်ပြီအကုသိုလ်ကံတွေရောကုသိုလ်ကံတွေရောဖြစ်လိုက်ပြီအာယုန်နဲ့ဆုံစည်းပြီးတော့ဖြစ်တယ်ကဲဖြစ်ပြီးတဲ့အခါမှာ energy ကျန်တယ်ဆိုတာဘယ်မှာကျန်လဲစဉ်းစားအဘိဓမ္မာသဘောအရဆိုလို့ရှိရင်နော်ဟရိယဝတ္ထုကိုမှီပြီးတော့ဖြစ်တယ်ဆိုရင်နှလုံးသားထဲမှာကျန်သလားခုခေတ်လူတွေကပြောတဲ့အနည်းနဲ့ဆိုလို့ရှိရင်တော့အုံနောက်ထဲမှာဆိုရင်အုံနောက်ထဲမှာရောကျန်လားအဲ့ဒါလို့ဆိုလို့ရှိရင်နှလုံးကွဲသွားရင်သို့မဟုတ်နှလုံးပျက်စီးသွားလို့အစားထိုးကူးလိုက်ရရင်ဘယ်ရောက်သွားမှာကံတွေရောပါမသွားဘူးလားအဲ့ပြက်တဲ့ထဲမှာတခါတည်းမှာအုံနောက်ကလည်းပဲအလုံးမလုံးတော့ဘဲနဲ့ပြက်သွားလို့ရှိရင်ဆိုကွန်ပျူတာမှာတော့ memory တွေကပြတ်သွားတတ်တာပဲအဲ့လိုကွန်ပျူတာထဲမှာ hard disk ထဲမှာရှိတာတွေကတစ်ခါကျတော့ပြတ်သွားတတ်တယ်အဲ့တော့ဒီကံတရားဟာလူတွေရဲ့တဏ္ဍာမှာဖြစ်ပြီးတဲ့အခါမှာကြည့်ပြီးအုံနောက်ထဲမှာရှိတယ်ဆိုရင်အုံနောက်ပြက်ရင်ပြတ်မသွားဘူးလားနှလုံးသားထဲမှာရှိတယ်ဆိုရင်ပြတ်မသွားဘူးလားဒါဖြင့်ကံတရားဟာဘယ်မှာရှိတာလဲဘုန်းကြီးတို့တစ်ချိန်တစ်ခါကိုယ့်ရဲ့တဏ္ဍာမှာကံတရားတွေဖြစ်သွားပြီအဲ့ဒီကံတွေဟာ accumulation ဖြစ်တယ်နောက်ဘဝလိုက်နေတယ်ဆိုဘယ်နှလိုက်တာအုံနောက်ကလူသေးလို့ရှင်ဒီမှာလူဘဝတဘဝပြီးရင်သေတာပဲသေပြီးမီးရှို့လိုက်တဲ့ထဲပါသွားပြီနှလုံးကလည်းပဲရပ်သွားတာပဲမီးရှို့တဲ့ထဲပါသွားပြီအဲ့တော့ကံတွေရောပါမသွားဘူးလားစဉ်းစားเสียကိုအဲ့တော့ဒါဖြင့်ကံတွေဟာဘယ်မှာတည်တာလဲ remain လုပ်တယ်ဆိုတာဘယ်မှာ remain လုပ်လဲကံတွေဟာစုမိဆောင်းမိဖြစ်သွားတယ်အကုသိုလ်လုပ်ရင်လည်းအကုသိုလ်ကံတွေစုမိသွားတယ်ကုသိုလ်လုပ်ရင်လည်းကုသိုလ်ကံတွေစုမိတယ်ဆိုဘယ်မှာသွားစုတာတုံးလို့မေးလို့ရှိရင်ဘယ်မှာတည်တာတုံးလို့မေးလို့ရှိရင် mental process လို့ခေါ်တယ်စိတ်တတန်တနာစိတ်ဖြစ်စဉ်ကြီးမှာတည်တာကိုပြောတာစိတ်ဖြစ်စဉ်ဆိုတာဘယ်တော့မှမရဘူးလူသေးသွားပြီမဲ့လို့စိတ်ဖြစ်စဉ်ကမသေးဘူးတဲ့အဲ့တော့ကံတရားတွေ accumulation ဖြစ်တာအုံနောက်မှာလည်းမဟုတ်ဘူးနှလုံးသားမှာလည်းမဟုတ်ဘူးစိတ်အစဉ်မှာတည်တယ်လို့ဒီလိုပြောစိတ်ကိုကအမြဲတမ်းဖြစ်စဉ်တစ်ခုအနေနဲ့ရွေးရှားပြီးတော့သွားနေတာနိဗ္ဗာန်မရမချင်းဒီစိတ်အစဉ်ကရပ်တန့်သွားတယ်လို့မရှိဘူးဈာထဲမှာရပ်တန့်တာနှစ်နေရာတော့ရှိနိုင်တယ်ခိတ္တခဏရပ်တန့်တာနှစ်နေရာရှိတယ်ပါတော့និရောဓသမဘဝင်စားတဲ့အခိုက်မှာရပ်တန့်နိုင်တယ်နောက်တစ်နေရာကတမာတိစွမ်းအားနဲ့အတညတပုံမှာသွားဖြစ်လို့ရှိရင်လည်းရပ်တန့်သွားနိုင်တယ်ပေါ့အဲ့ဒီနှစ်နေရာကလွဲလို့ရှိရင်ရပ်တန့်သွားတာမရှိဘူးတဲ့အဲ့ဒါကြောင့်မလို့လူတွေရဲ့ကံတရားဟာစိတ်အစဉ်ဟာမပြတ်သည့်အတွက်ကြောင့်စိတ်အစဉ်ထဲမှာပါဝင်ပြီး
ခုခေတ်စကားနဲ့ပြောရင် online ဖြစ်နေပြီလို့ပြောတာနော်ဘာလို့ online ဖြစ်သွားပြီကိုလုပ်တဲ့အလုပ်တွေ online ဖြစ်သွားရှောင်လို့တိန်လို့မရဘူးအဲ့ဒါကိုမြတ်စွာဘုရားကဟောတာတင်ညိတတတကံဟောတိတင်္စအာရာယခိစ္စတိဒါလူလိုနားလည်အောင်ပြောတာဘယ်သူကယူသွားတော့ဆိုတကယ်ကတော့ယူတဲ့လူရဲ့လို့မရှိဘူးစိတ်အစဉ်ထဲမှာပါနေတာကိုပြောတာနော်အဲ့ဒီကံတရားကိုကံတရားဟာကိုပိုင်ဆိုင်ပြီးတော့သွားတဲ့အခါမှာဘဝတစ်ခုဆုံးတတ်တဲ့အခါမှာလည်းပဲအဲ့ဒါယူသွားရတယ်ဒါကမြတ်စွာဘုရားဟောကြားတဲ့ကံနဲ့ပတ်သက်တဲ့သဘာဝဖြစ်စဉ်တစ်ခုဒါအသေးသေးချာချာမှတ်ရမယ့်ဟာတစ်ခုလူဖြစ်လာတဲ့နှမျိုးစလုံးလုံးတယ်ကောင်းတာလည်းလုံးမိတယ်မကောင်းတာလည်းလုံးမိတယ်လုံးမိလို့ရှိရင်အဲ့ဒီလုံးမိသမျှကုသိုလ်အကုသိုလ်ဒီကိုယ်ပိုင်သာဖြစ်တယ်တည်တဲ့အခါမှာဒါပဲယူသွားရမယ်ဟောဒါကလှုပ်ဆိုပြီးအတွေးအမြင်တစ်ခုမှန်ကန်တဲ့အမြင်တစ်ခုရှိအေးတန်တရားထဲမှာဘုန်းကြီးတို့တွေကကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ကောင်းတာလေးတွေစဉ်းစားပြီးတော့နေပဲဆိုရင်ကောင်းတာလေးကြီးလုံးမိလို့ရှိရင်တော့ကောင်းတာတွေပဲခံစားရမှာပေါ့ဟောမကောင်းတာလည်းတစ်ခါခုနလိုအပေါင်းအသင်းကြောင့်ဖြစ်စေကိုယ်တိုင်အတွေးအမြင်မှားလို့ဖြစ်စေအသိဉာဏ်မစူးရောက်လို့ဖြစ်စေမကောင်းတာတွေလုံးမိအဲ့ဒီလုံးမိသွားရင်တဏှာအမှားလို့ခေါ်တယ်တဏှာအမှားလို့ခေါ်တယ်အဲ့ဒီအမှားတစ်ခုကိုကျွလွန်မိလိုက်လို့ရှိရင်ခံရတာနေဝိခံရအများကြီးခံရအဲ့ဒါနဲ့ပတ်သက်ပြီးတော့တဏှာအမှားကိုကျွလွန်လိုက်တဲ့ပုဂ္ဂိုလ်ဟာကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကဒါexampleတစ်ခုအနေနဲ့ပြောတာဝတ္ထုလေးတစ်ပုဒ်တည်းအမှားအများကြီးပဲရှိတယ်ဒါမျိုးတွေနော်တဏှာမှာအမှားလုပ်မိတဲ့ပုဂ္ဂိုလ်ဆိုတာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာကတ္တဗဘုရားရဲ့လက်ထက်မှာဘုန်းကြီးတစ်ပါးပဲဘုန်းကြီးကလည်းတာမန်ဘုန်းကြီးမဟုတ်ဘူးတောရွာကကျောင်းလေးတစ်ကျောင်းမှာသတင်းသုံးပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်နေတဲ့ဘုန်းကြီးကောင်းကောင်းမွန်မွန်နေပြီးတော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘုန်းကြီးဘုန်းကြီးဆိုပေမဲ့အမှားမလုပ်ဘူးလို့မအောင်မေ့လေနဲ့စိတ်ထားဟာအမတန်မှအရေးကြီးတယ်နော်အဲ့ဒီကိုတော်ကတောရွာကျောင်းလေးတစ်ကျောင်းမှာဒီလိုသတင်းသုံးတာအချိန်ရတိုင်းဝိပဿနာတရားကိုကြိုးကြိုးစားစားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဒီနေ့ကျတော့သူအမှားလုပ်ဖို့ဘာကြုံလာလဲလို့ဆိုလို့ရှိရင်သူကတကြွယ်တယောက်ကဆောက်ထားတဲ့ကျောင်းမှာနေတာအဲ့ဒီတကြွယ်ကသူ့ကိုကိုးကွယ်လူလေသေးမရှိဆွမ်းကွမ်းလှူဒန်းတယ်ဒီနေ့ကျတော့အာဂနုကိုရောတပါးကြွလာအာဂနုကိုရောတပါးကျောင်းရောက်လာရောက်လာတဲ့အခါအဲ့ဒီကိုရောကသူ့ကျောင်းကိုအရင်ရောက်တာမဟုတ်ဘူးဆုံးခံသွားရင်းနဲ့သူ့တကားနဲ့အရင်တွေ့လာတာတွေ့တော့တကားကမြင်တော့အဲ့ဒီအာဂနုကိုရောသိချညိုတယ်ရှင်းတော့ကတော့ယဟန်ဆိုတာဒီကျောင်းတစ်ကျောင်းထဲမှာနေတယ်ဆိုတဲ့စနစ်အမတန်မှနဲတယ်လက်ပတ်သွားလာနေကြတာများတယ်ပေါ့တဏှာအမြဲထာဝရနေတာသိမရှိဘူးအဲ့ဒါကြောင့်လို့အဲ့ဒီကိုတော့ကဒီလိုလှည့်သွားရင်းနဲ့အဲ့ဒီကနဲ့တွေ့တော့ကျောင်းတကာကြီးကကြီးညိုတယ်ကြီးညိုတော့ဆွမ်းနေပါလေကပ်ပြီးသင်္ကန်းနေပါလေလှူတယ်ပေါ့လှူပြီးတော့အရှင်ဘုရားတပည့်တော်ကျောင်းမှာတဲပါတပည့်တော်ကျောင်းရှိတယ်ကျောင်းကိုကြွားသွားအာဂနုကိုတော့ရောက်တယ်ဆိုအဲ့ဒီချိန်ထိအောင်သူကဟိုကမ္မထမ်းဘုန်းကြီးကမ္မထမ်းအထုတ်နေတဲ့ရဟန်းတော်အာဂနုကြွလာတယ်ဆိုလေးလေးစားစားဆက်ဆံတယ်ရှင်ဘုရားဘယ်ဟာကြွလာတာတုံးဆိုသူ့တကာအိမ်ကကြွလာအဲ့ဒီချိန်ထိအောင်သူနေရာထိုင်ခင်းနေပေးပြီးတော့ကောင်းကောင်းမွန်မွန်ဆက်ဆံနေတယ်ညနေကျတော့တကာကအာဂနုဘုန်းကြီးကိုဂရုစိုက်တဲ့အနေနဲ့လူစရာတန်းစရာတွေနဲ့နော်ဂယုသက်ဆိုင်နဲ့ကျောင်းရောက်လာတဲ့အခါမှာသူ့စိတ်ကပြောင်းသွားနော်အမတန်ကြောက်စရာကောင်းတယ်နော်ငါဂယုဆိုင်တဲ့တကာကအခုငါတဲ့ပို့ပြီးတော့အာဂနုဘုန်းကြီးကိုဂယုဆိုင်တယ်ဆိုအတွေ့သွားတွေ့မိတယ်သူတဲ့ကမ္မထမ်းဘုန်းကြီးပဲကမ္မထမ်းအထုတ်နေတယ်လို့ဆိုတာဝိပဿနာယယုတ်တပယုတ်တော်ဝိပဿနာကျင့်စဉ်ကိုကြိုးကြိုးစားစားအထုတ်နေတဲ့ဘုန်းကြီးဖြစ်ပါရဲ့သားနဲ့အတွေးခေါ်အဲ့ဒါလိုဝင်သွားတယ်
ဝင်သွားတာဘာကလွှမ်းမိုးလာတာတော့ဆိုအိတ်တာဆိုတာကလွှမ်းမိုးလာငကိုယ်တော့တခါကသူတစ်ပါးတည်းကိုခယူးဆိုင်တာဟုတ်အခုသူနဲ့ပြိုင်ဘက်ကိုတော်တစ်ပါးရောက်လာတယ်အဲ့ဒီကိုတော်ကိုပိုခယူးဆိုင်တယ်လို့သူကထင်တယ်တော်တော်ကြောက်စရာကောင်းတယ်နော်အဲ့ဒါဟာဒီအထင်လေးအေးငါခယူးဆိုင်နေတဲ့တခါကအခုဒီကိုတော်ပိုခယူးဆိုင်လာစိတ်ထဲမှာဒါကိုအိတ်တန်လို့ခေါ်တယ်ကိုယ်ပဲခယူးဆိုင်စေခြင်းနဲ့သူများကိုခယူးမဆိုင်စေခြင်းမူဟောသူစိတ်ကလေးကနည်းနည်းလေးပုရုဇဉ်စိတ်ဓာတ်ကလေးဝင်လာအဲ့လိုဝင်လာပြီးတော့ဘုရားကကြာနနနေရာထိုင်ခင်းတွေပါပြီးပြင်းစင်ပေးလို့ကုံဝေယဝိဇ္ဇတွေအကုန်လုပ်ပြီးပြသိမ့်မကြည့်ခြင်းဘူးနောက်ရကြတော့အရှင်ဘုရားတို့နှစ်ပါးလုံးဆွမ်းစားကြွပါအိမ်ပင့်သွားအိမ်ပင့်သွားတဲ့အခါမကြည်တော့ဘာလို့တုံဆိုမနဲ့ကြတော့အဲ့ဒီကိုယ်တော်ကိုသူကမလိုက်စေခြင်းမလိုက်စေခြင်းတော့ဘာလို့တုံဆိုမနဲ့အိယာထခေါင်းလုံးထိုးတာအဲ့ဒီနေ့ကျတော့လက်သေးလေးနဲ့အသာလေးခောက်လက်သေးလေးနဲ့အသာလေးခောက်ဘုရားမနိုးအောင်လုပ်တယ်အဲ့တော့မနိုးတော့သွားပြီးတော့ဒါမလိန်ခြင်းလို့ဝိနည်းလွတ်လောက်တာပေါ့နော်သူအိတ်တဲ့ချောင်းဆောင်လေးကိုသွားပြီးတော့တကားကိုလက်သေးလေးနဲ့အသာလေးမကြားတကြားခောက်တယ်လူဆိုတာအမူအရာကြည့်တာနဲ့သိနိုင်တယ်ဘုကရောမနေရသိပြီဒီကိုတော့ငါ့ပေါ်မှာသိမလို့ဘူးဆိုတော့သိသွားမျက်နှာနဲ့သိတယ်သူတို့ကလူရဲ့တဘာဝဆိုမျက်နှာနဲ့သိတယ်ဘာလို့ဆိုမျက်နှာရိပ်မျက်နှာခဲကကြည်သလားမကြည်ဘူးလားဆိုမတန်မထင်ရှားတဲ့တာစိတ်ရဲ့တရုပ်ဟာမျက်နှာမှာလာပေါ်တယ်ဒါကြောင့်မို့လို့အစင်းဆိုတာနှလုံးသားရဲ့လှုပ်ဆောင်မှုတွေကိုမျက်နှာမှာလာပြတယ်တဲ့ဒါကြောင့်မို့လို့ရူပလို့ခေါ်တာနှလုံးသားရဲ့လှုပ်ရှားမှုတွေနှလုံးသားရဲ့ခံစားချက်တွေဟာမျက်နှာမှာလာပေါ်တယ်အဲ့ဒီကလေးကသိထားပြီဘုကိုယ်တော်ကတကယ်တော့တရားသူတရားမြတ်ရပြီးသားယဟနာပုဂ္ဂိုလ်ကြီးသူကသိအဲ့ဒါဘုကိုယ်တော်မပါအောင်လို့တိတ်တဆိတ်သူကကြွသွားအိမ်ရောက်တဲ့ခါကျတော့ဗာပြောတော့ဆိုအရှင်ဘုရားအာဂန္တုဘုန်းကြီးရောမပါဘူးလားဆိုတခါကြီးအာဂန္တုအိတ်နေတာသိုးနေတာပဲခေါင်းလောင်ထိုးတာလည်းမနိုးဘူးတကားသွားခောက်တာလည်းမကြားဘူးဆိုတော့တခါကတော့ဘယ်လိုတွေးတော့ဆိုအရှင်ဘုရားတဲ့ခရီးပန်းလာလို့နေမှာပါတဲ့ကျိမ့်ပါစေပေါ့တခါအဲ့လိုပြောသူကအဲ့ဒါခွင့်မလွတ်နိုင်ဘူးအဲ့လိုပြောလေသူကအရှိန်တက်သွားပြန်ပြီးတော့ခီးပန်းလို့နေပါပါအရှင်ဘုရားပဲဖုံးမေးကဲဖုံးမေးပြီးတဲ့အခါကျတော့ကြာနနသူ့ကတ်တဲ့အစာအာဟာရတွေပဲအရှင်ဘုရားဒါလေးဆောင်းကျင်းသွားပါသူခီးပန်းလို့ချိန်နေတာဖြစ်ပါလိမ့်မယ်ဒါလေးအကြောင်းရောက်တော့ကျွေးလိုက်ပါနှုတ်ကနာစွမ်းနေထည့်ပြီးတော့ပေးလိုက်တယ်ပေးလိုက်တော့ယူတော့သွားတယ်မယူဘဲလည်းမနေရဘူးလေလူဆိုတာကိုယ်စိတ်ထဲကမဟုတ်တာလုပ်ရင်လည်းသူကရှက်တတ်တဲ့သဘာဝတော့ရှိသေးတယ်ပေါ့ပြောင်းတော့မလုပ်ရဘူးသူအဲ့ဒါယူသွားတယ်ယူသွားတဲ့အခါကျတော့သူစားတော့ကလည်းရတာရှိတယ်ရတာရှိမှန်းသိတော့ဒီဟာကျွေးလိုက်လို့ရှိရင်တော့ဒီကိုယ်တော်เจ้าကခွာတော့မှမဟုတ်ဘူးဒါမျိုးစားရရင်သူဘဲမှသွားတော့မှမဟုတ်တော့အဲ့တော့ဒီစားစာငါဘယ်လိုလုပ်ရပါသူကလည်းပဲစဉ်းစားတယ်ဖက်ကနေပြီးတော့ငါဒီတိုင်းသွန်ပြစ်ခဲ့ရင်လေကြီးကန်းတွေကဝိုင်းထိုးရင်ငါလှုပ်တာပေါ်လိုက်မယ်ပေါ့ဟောရေထဲသွန်လိုက်လို့ရှိရင်လေနုကနာဆိုတာထောပတ်ကပါလာကိုရေပေါ်မှာအစီတွေဝိနေရင်လည်းပဲဟောငါသွန်ပြစ်ခဲ့တယ်ဆိုတာပေါ်လိုက်မယ်ပေါ့အဲ့တော့ဒါခြေရာဒီလက်ဆလက်နနော်သဲလွန်စားတွေငါဖြောက်မှဖြစ်ဘာမှမကြံအောင်ဘယ်လိုလုပ်တုံးဆိုသူ့ကြောင်းလေးကိုပြန်တဲ့လမ်းမှာတောမီလောင်ထားတဲ့နေရာရှိတယ်မိကြီးတွေကဲလက်ဆက်ပြအောင်လို့ဆိုပြီးတော့အဲ့ဒီတောမီကြီးခဲတွေခြားတဲ့မှာမိကြီးတွေရက်ပြီးအဲ့ထက်ကိုသွန်ထဲလိုက်ဘာမှလက်ဆက်လက်နာမချအောင်ဖြောက်ပစ်ခဲ့အဲ့ဒါလောက်ထိအောင်သူဖြစ်သွားတာနော်ဒါကပ္ပထာထုတ်နေတဲ့ဘုန်းကြီးတစ်ပါးနော်ပြီးတော့သူလည်းသူတော်ကောင်းတော့သူတော်ကောင်းပဲကိုချင်းတရားရှိတဲ့ပုဂ္ဂိုလ်တစ်ပါးပဲသို့တော့စိတ်ဓာတ်ပျက်စီးသွားပြီဆိုရင်ဘယ်သူကဖြတ်စည်းတော့ဆိုအိတ်တံမစ္စရိယဖြတ်စည်းတယ်အိတ်ကဖြတ်စည်းလိုက်
ဖြည့်ဆင်းလိုက်လို့အဲ့ဒီပြစ်မှုတစ်ခုကိုသူကျွလွန်မိသွားတယ်အဲ့ဒါနဲ့လမ်းမှာပဲသွန်ထားခဲ့ပြီးတော့သူကြောင်းပြန်တယ်ကြောင်းရောက်တဲ့အခါကျတော့အဲ့ဒီကိုရောနေတဲ့နေရာသွားကြည့်တော့မရှိဘူးကွာအဲ့ကြတော့မှလန့်သွားတယ်စိတ်ထဲမှာငါအကြံနေသီးလို့နဲ့တူတယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်ပြီစိတ်မကောင်းကတာမန်မကောင်းဖြစ်တာမဟုတ်ဘူးနောက်ကျသွားပြီသူလှုပ်တော့ကတော့သူမှန်တယ်ထင်ပြီးတော့လှုပ်တာဒီပုဂ္ဂိုလ်ဟာတကယ်ယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မယ်ငါအတွေးတွေအကြံတွေကိုသိလို့ဒီလိုဖြစ်လိမ့်မယ်အဲ့တော့ဒီမှာမနေတော့ဘဲနဲ့ကြွသွားတာဖြစ်လိမ့်မယ်လို့စိတ်ထဲမှာအတော်စိတ်မကောင်းဖြစ်တဲ့အဲ့ဒီစိတ်မကောင်းတာဟာဘယ်တော့မှပြန်ကောင်းလာတော့မဟုတ်ဘူးလူဟာမဟုတ်တာလှုပ်ပြီးသွားပြီဆိုရင် remorse လို့ခေါ်တယ် worry လို့ခေါ်တယ်နော် worry ဆိုတာတောကဖြစ်စိတ်မချမ်းသာဖြစ်နေတာနောက်ဆုံးမှစိတ်မချမ်းသာဖြစ်သွားတဲ့အခါလူစင်စက်ကလူပြိတ္တာသဘောမျိုးရောက်သွားအယိုးပြိုင်ပြိုင်နဲ့မစားနိုင်မတောင်းနိုင်စိတ်တောကတွေရောက်ပြီးတော့တပိမ့်ပိမ့်တလိမ့်လိမ့်စိတ်ထောင်းတော့ကိုကြည်ဆိုတဲ့ပုံစံကြီးဖြစ်လာ။ဘာဆေးနဲ့မှခုဝန္ဒနာဆိုတာခုရနတ္ထိဆေးမရှိတဲ့တောကနှလုံးသားကိုလောင်တဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်တဖြည်းဖြည်းသွေးသားတွေမလမ်းမဲ့နဲ့ပိန်ခြုံပြီးနောက်ဆုံးကျတော့ဒီစိတ်နဲ့ပဲပြန်တော်မူသွားတဲ့အခါကျတော့နှစ်ပေါင်းများစွာငရဲကြသွားရှာငရဲမှာခံရရှာအဲ့ဒီနှစ်ပေါင်းများစွာငရဲခံပြီးတဲ့အခါမှာရက်ခလို့ဆိုတဲ့အမတန်ဆင်းရဲတဲ့ပြိတ္တာဘလူမျိုးသွားပြီးတော့ဘဝ900ဖြစ်တယ်သူတခါတည်းလှုပ်ခဲ့တာအစာတခါတည်းမကြွေးခဲ့ပဲနဲ့လမ်းသွန်ပစ်ခဲ့တာသူများပေါ်ရရမယ်လတ်လာပါကိုသူဟန်တားခဲ့သည့်အတွက်ကြောင့်အဲ့ဒီဘဝပေါင်း900ဘလူတွေကြီးဖြစ်တဲ့ထဲမှာတခါပဲဝအောင်စားရတယ်တဲ့နော်တခါတည်းပဲဝအောင်စားဘူးတဲ့အဲ့ဒီကနေသေတော့ခွေးဘဝ900ဖြစ်တယ်အဲ့ဒီခွေးရလည်းပဲဟိုကားကြီးနဲ့အိမ်မှာအလှမွေးတဲ့ခွေးမျိုးမဖြစ်ဘူးခွေးလေဟိုအမိုက်ပုံး၌ဒီမိုက်ပုံး၌စားရတယ်မရှိဘူးဝါရတယ်မရှိဘူးဟိုကခဲနဲ့ပြစ်ထုတ်ဒီကခဲနဲ့ပြင်းထုတ်အဲ့ဒီလိုခွေးဘဝမျိုးမှလည်းပဲဘယ်တော့မှဗိုက်ပြည့်အောင်မစားရဘူးတဲ့တခါတော့လူတယောက်ကအံသွားတဲ့အံပတ်တွေကိုသူတခါစားလိုက်ရတယ်ဝါအောင်အတိတခါပဲစားဘူးတဲ့ဝါအောင်စားနော်နှစ်ဘဝပေါင်း900ဘဝ1000မှာတဘဝမှာတစ်ချိန်ပဲစားခဲ့ရဘလူဘဝ900ရှိတဲ့ထဲမှာ900တဲကဒါတဘဝလုံးဝအောင်စားတာမဟုတ်ဘူးအဲ့ဒီဘဝတဲကတစ်ချိန်ပဲစားခွေးဘဝ900ဖြစ်တဲ့ထဲမှာတစ်ခုသောဘဝမှာတစ်ချိန်ပဲစားခဲ့ရတယ်ကြံတဲ့အချိန်ကဘိုက်ဟောင်းလောင်းနေပဲနေရတယ်လောက်ကြောက်စရာကောင်းလဲဆိုဒါတန်တရားကအမှားတွေသူလုပ်ခဲ့တာပေါ့နောက်ဆုံးကြတော့သူဘယ်လာဖြစ်တုံလို့ဆိုမြတ်စွာဘုရားပွင့်တဲ့အချိန်မှာတာဝတိမျိုးနဲ့မလှမ်းမကန်ကောသလတိုင်းနဲ့ပေါ့ကောသလတိုင်းနဲ့ကဒီကောသလတိုင်းဆိုတာခင်းကမြစ်တို့ဘာတို့နဲ့နီးတာကိုအဲ့မြစ်ကမ်းနားမှာတန်ဃာရွာရှိတယ်အဲ့ဒီတန်ဃာရွာကအိမ်တောင်အင်ဂျီ1000ရှိတဲ့တန်ဃာရွာမှာအဲ့မှာသွားပြီးတော့သူတရေတီးတယ်ပေါ့အဲ့လိုတရေတီးတဲ့အခါမှာလောကမှာလူတွေကပြောကြတယ်ကိုဖြစ်ကိုခံလို့ပြောကြတယ်သို့တော့မကောင်းတဲ့လူရှိလို့ရှိရင်ကြံတဲ့လူတွေပဲအထိုက်လျောက်ခံရတတ်သေးတယ်ဆိုဒါဘာနဲ့စဉ်းစားကြည့်ရမလို့ဆိုမိဘုံနာကတ်ရင်ကတ်တဲ့လူတိုင်းပူမှာပေါ့အလောင်းမခံရတော့ပူတော့ခံရမှာပဲအဲ့ဒါလိုပဲသူတရေတီတာအဲ့ဒီရွာထဲမှာသူတရေတီတဲ့အချိန်ကစပြီးအဲ့ဒီရွာလူတွေလုပ်ငန်းကင်တာအဆင်မပြေငါဆိုလို့ရှိရင်ဒီငါသေးသေးလေးကစမမွေးငါကြီးဆိုတာဘယ်တော့မှဖမ်းလို့မရတော့
အဲ့လောက်ထိအောင်လုပ်ငန်းကမဖြစ်တော့ဘူးတဲ့ငါးတွေပါလေဖမ်းမရတော့တရွာလုံးကဆင်းအောင်ဆင်းရဲဖြစ်လာဒါတွေမကဘူးရွာမီးလောင်တာ9ကြိမ်နဲ့သူရောက်လာမှဖြစ်တာဒါသူ့ရဲ့ဒီထင်ဟပ်မှုတွေမိဘရဲ့အရှိန်ဟပ်မှုတွေလို့ပြောဟောတော့ဘယင်ကနေအဲ့ဒီရွာကလူတွေတန်ခါလူတွေဓာန်တက်တာ9ကြိမ်ဓာန်တက်ခံဆင်းရဲရတဲ့ထဲပဲဓာန်ငွေတွေပေးဆောင်ရတယ်ဆိုတော့ပို့ပြီးတော့ဆင်းရဲကြအဲ့တော့လူတွေကစဉ်းစားကြတယ်တို့ရွာတစ်ခါမှဒီလိုမဖြစ်ဘူးမကောင်းတဲ့လူတော့ရှိနေပြီနဲ့တူတယ်ပေါ့ဆိုပြီးတော့ရွာကိုခွဲလိုက်တယ်50-50ပေါ့900စီ900စီခွဲလိုက်တဲ့အရာခွဲလိုက်တဲ့အခါကျတော့သူ့မိသားစုမပါတဲ့အိမ်900လူတွေကအကုန်အလုပ်ခံနေခွဲလိုက်တဲ့နေ့ကစပြီးအဆင်ပြေလာတာအကုန်စီးပွားတွေတရရတဲ့ငါးတွေမိဟိုဘက်ပိုင်းကတော့ထုံးစံအတိုင်းပဲအဲ့ဒီဒုက္ခတွေရောက်ဒါနဲ့အဲ့ဒီကြံတဲ့ဘက်ကိုတခါထပ်ခွဲနဲ့ဒါသေးကြပြီးမကောင်းတဲ့လူရှိတယ်ဆိုထပ်ခွဲရင်ကနေနောက်ဆုံးမှသူတို့တအိမ်နဲ့ပဲကြံတော့တဲ့အဆင့်ရောက်တာသူတို့တအိမ်နဲ့ကြံတဲ့အချိန်ကျကြံတဲ့လူတွေအကုန်ဆင်ပြေတယ်သူတို့တအိမ်ပဲအဆင်မပြေဖြစ်သွားတယ်ဟောမိခင်ဆိုတာတော့သူ့ဝမ်းထဲမှာသတိတည်တဲ့ကလေးကိုသူကတန်ရစဉ်ဖြစ်တာပေါ့တနာတယ်ဒါကြောင့်မို့စင်ရဲနဲ့ပဲသူရောက်လာကြတဲ့ကအိမ်မှာထမင်းနတ်မောင်အောင်စားရတယ်လို့မရှိဘူးဝအောင်စားရတယ်လို့မရှိဘူးမွေးလာတဲ့အခါမှာလည်းဒုက္ခတွေပေးလိုက်တာအချိန်ကြီးနောက်ဆုံးမှသူ့ကိုမတ်တသွား9နှစ်အရွယ်လောက်ရောက်အောင်မတ်တသွားတိတတ်တဲ့အရွယ်လေးရောက်သည့်ထိအောင်အမေလှုပ်တဲ့ပုဂ္ဂိုလ်ကတိခံပြီးတော့ကျွေးမွေးဆောင်ရှောက်တောင်းစားရတဲ့အဆင့်ရောက်သွားတောင်းတဲ့တိုင်ရသလားလို့ဆိုသူပါလာလို့ရှိရင်ပေးမဲ့လူတယောက်မှမရှိဘူးနော်တန်တရားမှာအမှားလုပ်ခဲ့တာရဲ့အပြစ်ဒဏ်တွေကိုခံပေးမဲ့လူတယောက်မှမရှိဒါနဲ့ကြာတော့မိဘလည်းပဲနော်ကိုမချိအမိတော်လဲသားတော်ခဲ့မစားရတဲ့အခါဥမမတောင်းတော့သီလမဆောင်နိုင်ဘူးပေါ့တရက်ကြတော့သူ့လက်ထဲခွက်ကလေးထည့်ပြီးငါသားဟိုအိမ်နဲ့သွားမင်းအဲ့ဒီတော့တောင်းလိုက်ငါတဏှာတောင်းမယ်ဆိုပြီးတော့လစ်တော့တာအဲ့ဒီလစ်သွားတာခြေရဖြောက်လိုက်အဲ့ဒီလိုခြေရဖြောက်လိုက်တဲ့အခါကျတော့ဒီကောင်ဟာဘာဖြစ်သွားတော့ဆိုနော်မစားရတဲ့ရက်တွေကများပြီးတော့ပိန်ချုံလို့လူလည်းရေချိုးရတယ်လို့မရှိဘူးဒီအမိုက်ပုံတွေသူများတွေပြစ်ထားတဲ့အစားအစာတွေတဲကကောက်ပြီးတော့အဲ့ဒါစားအဲ့ဒီလိုနေတာလူကတရေရုပ်ပေါက်သွားတဲ့အဲ့ကောင်ဝအောင်စားရတယ်လို့မရှိဘူးအဲ့ဒီလိုတရေရုပ်ပေါက်ပြီးတော့လူကလည်းမွဲချောက်ပြီးတော့ဆင်းရဲဒုက္ခရောက်လိုက်တာအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာမထေရမြတ်ကတာဝတိပြည်တဲ့ဆွမ်းကံဝင်လာတော့အမှတ်မထင်သူနဲ့သွားတွေ့တာသွားတွေ့တော့ရှင်သာရိပုတ္တရာတနာသွားတယ်သူ့ရဲ့ကျင်နာစိတ်တယ်အော်ဒီလောက်ဆင်းရဲတဲ့ကလေးလေးပါလားဒီလောက်ဆင်းရဲရှာတာတနာစရာကောင်းလိုက်တာစားစရာမရှိဘူးသူများတွေပြစ်ပြီးအိုးဆေးရီခွက်ဆေးရီတွန်ထားတဲ့နေရာကကြီးခန်းလိုပဲဟိုဟာလေးလိုက်ကောက်ဒါလေးလိုက်ကောက်နေအဲ့ဒီထမင်းလုံးလေးတွေထမင်းစီလေးတွေပြစ်ထားတဲ့ဟာလေးတွေကိုကောက်ပြီးစားနေရှာအဲ့ဒါမြင်တော့ရှင်သာရိပုတ္တရာကတနာပြီးတော့သူ့လှမ်းခေါ်တယ်လှမ်းခေါ်လိုက်တော့သူကလိန်တော့လိန်မာသားပဲသူကနော်အကုသိုလ်ကံတာခံရတာသူအုံနောက်ထဲမှာသူ့တဏ္ဍာမှာအသိဉာဏ်လေးရတော့ရှိတယ်ဘာဖြစ်လို့အသိဉာဏ်ရှိတာတော့ဆိုဘုန်းကြီးဘုရားတော်ကသူကတရားထုတ်ခဲ့တယ်လေသီလတွေလည်းစောင့်တည်ခဲ့တယ်တရားလည်းအထုတ်ခဲ့တယ်ယဟနာပြစ်မှားပြီးတော့အမှားလုပ်ခဲ့လို့ဒီဒုက္ခကြီးကိုခံရတယ်အဲ့တော့ရှင်သာရိပုတ္တရာကလှမ်းခေါ်တယ်ဟဲ့ကောင်လေးဆိုတော့သူသွားတယ်အနန္တသွားတဲ့အခါကျတော့ရှင်သာရိပုတ္တရာပြောတယ်မင်းဒီလိုပဲစားစရာမရှိဒီလိုနေရတာလားဘယ်တော့မှသူဝအောင်စားဘူးတဲ့ဒီလိုပဲနေရတယ်နေစရာလည်းအိတ်မရှိဘူးအာကိုစရာတောင်း
ဒါပေမဲ့သင်္ကန်းဝတ်ပါလားလို့အရှင်ဘုရားတဲ့တပည့်တော်ဘယ်သူကဝတ်ပေးမှာတော့တဲ့သင်္ကန်းဆိုတော့ရှင်သာရိပုတ္တရာကအေးငါဝတ်ပေးမယ်မင်းလိုက်ခဲ့အကြောင်းဆိုပြီးတော့ခေါ်သွားတယ်နော်ဒါတော့ဒီဆင်းရဲဒုက္ခရောက်ပြီးတော့ပိန်ချုံနေတဲ့ကလေးလေးတယောက်ကိုရှင်သာရိပုတ္တရာကယ်သွားတာခေါ်သွားတယ်အကြောင်းရောက်တဲ့အခါရှင်သာရိပုတ္တရာရေတွေဘာတွေခတ်ပြီးတော့ကြီးတွေဘာတွေတွန်းဘယ်တော့မှဒီရေမချိုးတဲ့ကောင်ပေးရည်နေတဲ့ကောင်ရေတွေဘာတွေချိုးပေးသင်္ကန်းတွေဘာတွေပေးသပိတ်တွေဘာတွေပေးပြီးတော့သူသင်္ကန်းလေးဝတ်ပေးလိုက်တယ်ကိုယ်လေးဝတ်ပေးလိုက်ကွန်လေးဝတ်ပြီးတော့စာလေးဘာလေးသင်ပြီးတော့ညံတော့သူကအကောင်းသားပဲညံတော့ကောင်းတယ်ညံကောင်းမိမဲ့လို့ဘုံကံကနဲလိုက်တာသူ့ကိုနောက်ကနေခေါ်သွားရင်ရှင်သာရိပုတ္တရာကဆုံးမရဘူးတဲ့ဆုံးမရရုံနဲ့မကဘူးဒါလူတွေရဲ့မျက်စိကရှင်သာရိပုတ္တရာမမြင်တော့ဘူးတဲ့သူပါသူပါလာတဲ့နေ့ဆိုရင်ရှ िख ိုးတဲ့လူတောင်မရှိဘူးတဲ့လမ်းမှာအဲ့ဒါနဲ့ရှင်သာရိပုတ္တရာမဖြစ်ဘူးမင်းကြောင်းမယ်နေရဲ့ဆိုပြီးတော့ဆုံးခံပြီးတော့ကျွေးရရှာတယ်ဒါပေမဲ့ဝါအောင်မစားရဘူးသူဘယ်တော့အဲ့ဒါလောက်ထိအောင်သူ့ရဲ့အပြစ်ဒဏ်တဏှာလောက်ခဲ့တဲ့အမှားအပြစ်ဒဏ်ကိုခံရရှာအေးတရားတော့သူစ조사အထောက်ရှာတယ်သို့တော့ဘိုက်ဝအောင်စားရတဲ့အခါဆိုဘယ်တော့မှမရှိဘူးရှင်သာရိပုတ္တရာကကြောင်းနေပြီးတော့ကဲလူချုံနဲ့သူ့တပည့်တွေကနေပြီးတော့ကဲမင်းတို့သွားလိုက်သူ့ရဲ့နာမည်ကိုလောသကတိတ်တလို့နာမည်ပေးထားတယ်ကဲလောသကတိတ်တကိုမင်းတို့ဒီဆွန်လေးပေးလိုက်ပါဆိုမရောက်ဘူးတဲ့သူစီပေးရမှမေ့ပြီးတော့သူတို့ကြွေးတာထင်ပြီးစားပလိုက်ကြသူစီမရောက်အဲ့ဒါလိုနဲ့ငတ်ပြက်ပြီးတော့နေရတဲ့ဘဝမျိုးဘယ်တော့မှဘိုက်ဝအောင်စားရဘူးတဲ့ဒီနေ့ကျတော့သူဒီလိုငတ်ပြက်စားလောင်နဲ့ပဲနောက်ဆုံးမှာသူကိုယ်တိုင်ကတ္တဝမြတ်စွာဘုရားလက်ထက်တုန်းကအနိစ္စဒုက္ခအနတ္တဝိပဿနာရှုပြီးတော့ကျင့်ကြံခဲ့တဲ့ဥပနိဒေယလေးကြောင့်မို့လို့သူကရှင်သာရိပုတ္တရာသင်ကြားထားတဲ့အတိုင်းတရားနှလုံးသွင်းတယ်သိခံပြီးတော့တရားနှလုံးသွင်းတဲ့အခါမှာအာတော်ကင်းကွာတဲ့ယဟနာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်အဲ့ဒါလို့ယဟနာဖြစ်သွားတဲ့အခါမှာယဟနာဖြစ်ပြီးတော့သူမကြခင်ပဲအစာရေစာဘယ်တော့မှပြည့်ပြည့်စုံစုံမစားရတဲ့ပုဂ္ဂိုလ်ဆိုတော့အာယုသင်္ခါရတွေကတဖြည်းဖြည်းရောပြီးတော့ခန္ဓာကိုယ်မှာဒီအသက်ရှင်ဖို့ရခက်ခဲလာတယ်အစာမစားရတာတွေကများလာတော့အင်းအားတွေကဆွေးယုတ်လာအဲ့ဒီမှာရှင်သာရိပုတ္တရာမထေရမြတ်ကတော်တော်တန်ဝေကရရှာသူ့အတွက်ပို့လိုက်တိုင်းဘယ်တော့မှမရောက်ဘူးအဲ့ဒါနဲ့သူယန္တာဖြစ်တဲ့နေ့မှာအထူး special အစာကောင်းနေရှင်သာရိပုတ္တရာကပို့ခိုင်းလိုက်တာပို့ခိုင်းလိုက်တာတွေကလမ်းညင်ပြောက်သွားဒါတွေမကဘူးသာဝတိပြည်ဆိုတာအလုံးကြားမှုကြတယ်ပတိနေရီကောသလမင်းကြီးကအတရိတဒါနဆိုတာဘယ်သူနဲ့မှမတူတဲ့အလှကြီးလှူတာလေရဟန်းတော်တစ်ပါးကိုဆင်နေရထီးမိုးပေးထားတဲ့အဲ့ဒါမင်းကမင်းသားနဲ့အကြီးကျယ်လှူတဲ့အလှမှတောင်သူဘိုက်ပြေအောင်မစားဘူးတဲ့ကဲဟောဘယ်တော့မှဝအောင်မစားရဘူးသူများတွေဝပြီးတော့နေတဲ့အလှဝဲကြီးမှတောင်သူဝအောင်မစားရခဲ့ရဘူးအေးယဟနာဖြစ်တဲ့နေ့ကျတော့ရှင်သာရိပုတ္တရာကသူနဲ့ဆွမ်းခံသွားတာကြောမဲ့လူတော်မရှိဘူးလူမဲ့လူလည်းမရှိဘူးဒါနဲ့ရှင်သာရိပုတ္တရာသူ့ကိုကြောင်းပြန်လွတ်ပြီးတော့ကဲမင်းဆုံးသားကြောင်းကပဲထိုင်းနေငါပို့လိုက်မယ်ဆိုပို့ခိုင်းလိုက်သူ့လက်ထဲမရောက်လမ်းမှာပဲပျောက်သွားဒါသူလှုပ်ခဲ့တာလေသူကလည်းလမ်းမှာဖြောက်ခဲ့တာဟုတ်အသူစီပို့တဲ့အစာလည်းမရောက်ဘူးဓမ္မတန်တတိထားစရာကောင်းတယ်ရှင်မြတ်စွာဘုရားကသုတ်တန်တစ်ခုမှဟောထားတာရှိတယ်နော်အစာဆိုတာတဲ့ယေနံဒရန္တိတတ္ထာယဝိပတ္တနိနစေတတာကြည်နူးတဲ့စိတ်နဲ့ယုံကြည်တဲ့တရားတရားနဲ့လှူတဲ့ပုဂ္ဂိုလ်တွေကိုသာလဲတမေဝအနံပဇတိအတ္တမေလောကေပရမေသာ
ကြည်လင်တဲ့စိတ်တရားတရားနဲ့သူများကိုကြွေးခဲ့မွေးခဲ့တဲ့ပုဂ္ဂိုလ်သာပုဂ္ဂိုလ်စီသာအစာအာဟာရဆိုတာရောက်လာလေးရှိတယ်တဲ့နော်မလူတဲ့မတန်းတဲ့ပုဂ္ဂိုလ်စီဆိုရင်အစာအာဟာရရောက်မလာဘဝမှာရှားမြဲရှားနေတတ်တယ်တဲ့ဒီမြတ်စွာဘုရားအဲ့လိုဟောတယ်နော်အဲ့ဒီမှာယေနံတရန္တိတတ္တယဝိပတန်နေနစေတ္တာတမေဝအာနံပဇတိတဲ့စားစရာဆိုတာအဲ့ဒီလှူခဲ့တဲ့ပုဂ္ဂိုလ်စီရောက်တာမလှူတဲ့ပုဂ္ဂိုလ်စီမရောက်ဘူးတဲ့ဘယ်တော့မှအတ္တမိန်လောကေပရမေစာဒီလောကပဲဖြစ်ဖြစ်တခြားလောကမှာပဲဖြစ်ဖြစ်လှူခဲ့တဲ့စီပဲရောက်တယ်တဲ့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းထားတာတတ္တမဝိနေယမစ္စေတာသစ္စာဒါနမလာဘိကုအေးနှမျောတယ်ဆိုတဲ့အညစ်အကြေးတွေကိုနိုင်အောင်လုပ်တယ်နိုင်အောင်လုပ်ပြီးတော့လှူရမယ်တဲ့လှူရမယ်တန်းရမယ်သူများပေါ်မှာဒီလှူတန်းကိုပိတ်ထားနေပါလေမလုပ်ရဘူးတဲ့နော်ပုံညာနိပရလောကသမိန်ပဋိဋ္ဌာဟောတိပါဏိနာကိုလုပ်ခဲ့တဲ့ကုသိုလ်တွေဟာတမလွန်ဘဝမှာအားကိုးရဖြစ်တယ်တဲ့ဟောဒါမြတ်စွာဘုရားဟောတဲ့အတွေးအမြင်ပဲအခုကြည့်လေသူကုသိုလ်မလုပ်ခဲ့သည့်အတွက်ကြောင့်သူစီပို့လိုက်တဲ့ဟာသူစီမရောက်ဘူးလမ်းမှာပဲပြောက်တယ်လမ်းမှာပဲပြောက်တယ်အစားအစာပေးချင်တိုင်းပေးလို့မရဘူးသူကပြောက်အောင်လုပ်ခဲ့တော့ပြောက်ကုန်တာပဲအေးနောက်ဆုံးအချိန်ကျတော့ရှင်သာရိပုတ္တရာကကျောင်းပြန်ရောက်တယ်ကျောင်းပြန်ရောက်တော့အချိန်ကြည့်လိုက်တော့လေမွန်းတော့တဲ့အချိန်ပြည့်သွားပြီစွန်းစားရလားလို့မေးလိုက်တော့မရဘူးတဲ့အဲ့ဒီမှာတော်တော်တန်ဝေကဖြစ်သွားတယ်ရှင်သာရိပုတ္တရာတပိတ်ဆေးပြီးတောက်လျှောက်ပြန်ထွက်သွားဘယ်သွားတော့ဆိုကောသလမင်းကြီးရဲ့နန်းတော်ရောက်သွားရှင်သာရိပုတ္တရာကြွလာတယ်ဆိုတော့ဒီချိန်ကြည့်လိုက်တဲ့အခါဒါဆွမ်းငိမ်မဟုတ်တော့ဘူးဟောဝန်လွဲနေတဲ့အချိန်ဆိုတော့ကောသလမင်းကြီးကစတုမရုတပိတ်လှူလိုက်တယ်အဲ့ဒီမှာရှင်သာရိပုတ္တရာစတုမရုတပိတ်ကိုယူပြီးတော့ခုနကလောဒကတိတ်တာစီကိုသွားတယ်ဟိုကအစာမစားရလို့ရဲရဲလေးဖြစ်နေနော်အစာငတ်တာနော်မစားနိုင်တာမဟုတ်ဘူးမစားရတာအဲ့ဒါနဲ့စတုမရုသူ့တပိတ်ထဲကိုတပိတ်လေးကိုနာနာပေးပြီးရှင်သာရိပုတ္တရာစားခိုင်းတယ်ရှင်သာရိပုတ္တရာကတပိတ်ကိုကင်ထားတယ်ကင်ထားပြီးတော့စားခိုင်းမစားဝတ်မှုကြောက်တယ်ဆရာကိုရှက်တယ်မဟုတ်ဘူးစားမင်းလက်ထဲထည့်လိုက်ရင်ပျောက်သွားမှာအဲ့တော့ငါကင်ထားမယ်ဆိုရှင်သာရိပုတ္တရာရဲ့အရိယိဋ္ဌိလို့ခေါ်တယ်အရိယပုဂ္ဂိုလ်တို့ရဲ့စွမ်းတကာအစွမ်းတကူနဲ့မပြောက်စေအောင်ထိမ့်ပေးထားတယ်သူလုပ်ခဲ့တဲ့အကုသိုလ်ကံကိုရှင်သာရိပုတ္တရာကစစ်ကူပေးရတာပေါ့နော်သူလုပ်ခဲ့တဲ့အကုသိုလ်ကံကဒီစတုမရုတပိတ်ကြီးဟာပျောက်သွားနိုင်တယ်အဲ့ဒါကြောင့်မို့ရှင်သာရိပုတ္တရာကသူ့အစွမ်းနဲ့စတုမရုတွေမပျောက်အောင်အရိယာရဲ့အစွမ်းတကူနဲ့ထိမ့်ထားကဲကိုင်းစားတာစားငါကိုင်းထားတယ်မပျောက်စေရဘူးဆိုအဲ့ဒီမှာစားတာစတုမရုတပိတ်ကုံသွားစားကျင်လိုက်တာတဘဝလုံးမှာဒီတစ်ခါပဲဝအောင်စားအကုသိုလ်ပဲအဲ့ဒီလိုဝအောင်စားပြီးတော့အဲ့ဒီနေ့ပဲသူကပြိဋိဘံဆံသွားရှာရသော်ဗျာကိုယ်တိုင်သူ့ရဲ့ဇာပနာကိစ္စကိုဘုရားကိုယ်တိုင်ကြွပြီးတော့သူ့ရဲ့အယိုးဓာတ်တွေကိုစေတီတဲတယ်လို့စာထဲမှာဒီလိုမှတ်တမ်းတင်ထားတယ်ပေါ့နော်အဲ့တော့တန်တရားအမှားနဲ့ရှင်သာရိပုတ္တရာရဲ့အကျဉ်းနာတရားဟာစဉ်းစားကြည့်ဟိုပုဂ္ဂိုလ်ကတန်တရားမှာအမှားလုပ်ခဲ့လို့အမတ္တမသနာစရာကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါတော့ရှင်သာရိပုတ္တရာလိုကျင်နာတတ်တဲ့ပုဂ္ဂိုလ်နဲ့တွေ့လို့လေကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့လို့ရှိရင်ဖာတိဘာသာနေရင်သူ့ဘဝဘယ်လိုနေမလဲစဉ်းစားကြည့်သူဟာလူနေတာစုပ်ပေမဲ့လို့သူ့ရဲ့အသိဉာဏ်ရှိတယ်ကုသိုလ်ကောင်းမှုသူလုပ်ခဲ့တယ်သီလဆောက်တည်ခဲ့တယ်ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ခဲ့တယ်အဲ့ဒီစွမ်းရည်တွေကသူ့တဏ္ဍာမှာအပြည့်ရှိနေတယ်ပြမက်ကဆရာကောင်းသမားကောင်းနဲ့တရားဓမ္မကိုနားလိုက်လို့ရှိရင်ဉာဏ်ပွင့်သွားနိုင်တယ်ဟောရှင်သာရိပုတ္တရာကနင်းညွန်လမ်းပြပြလိုက်တဲ့အခါမှာသူဉာဏ်ပွင့်သွားတယ်တန်တရားဝတ်ကတော့လွတ်သွားပါရဲ့ငတ်ငတ်ပြက်ပြက်နဲ့လွတ်သွားရှာတယ်
နောက်ထပ်တော့ပြန်ပြီးတော့ပေါ်လာတော့မှမဟုတ်တော့ဘူးပေါ့ဒီလောကထဲမှာအဲ့ဒါကြောင့်မို့လို့တန်တရားခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေဒီလိုအမှားတစ်ခုခုမျိုးမိမိရဲ့စိတ်အခက်မသိလို့စိတ်ဓာတ်ဥဆောင်ရလိုက်ပြီးတော့မှားရနာလုံးမိပြီဆိုလို့ရှိရင်ခံလိုက်ရတာနဲတာမဟုတ်ဘူးလို့ဒါကြောင့်မို့ဒါကိုတန်ဝေကယူလို့ကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်လောကကြီးမှာပျောက်သွားတာမဟုတ်ဘူး online ဖြစ်နေတယ်ဆိုတာထားဖို့ဒါကြောင့်မို့ခုနကမြတ်စွာဘုရားဟောတဲ့ဥဘောပုံညင်စပါပင်စနော်ဥဘောပုံညင်စပါပင်စကုသိုလ်ရောအကုသိုလ်ရောလောကလူတွေလုပ်တယ်ဥဘောပုံညင်စပါပင်စယံကတ္တဝါယံမစ္ဆောကုရုတိဣဒဥဘောပုံညင်စပါပင်စယံမစ္ဆောကုရုတိဣဒဒီဘဝမှာတဲ့လူသားတွေဟာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်တန်ဟိတတတကံဟောတိကိုလှုပ်တာကိုပိုင်နေကိုနဲ့ပဲဆိုင်နေတင်စအာဒါယကိစ္စတိအဲ့ဒါကိုယူဆောင်သွားရမှာဖြစ်တယ်အကုသိုလ်ယူဆောင်သွားရင်တော့မကောင်းကျိုးတွေစက်တိုက်ခံရကုသိုလ်ယူဆောင်သွားရင်ကောင်းကျိုးချမ်းသာတွေရဒီတဘာဝနှစ်ခုဟာ the law of nature ပဲသူ့တဘာဝအတိုင်းကုသိုလ်ကကောင်းကျိုးတွေပေးပြီးအကုသိုလ်ကမကောင်းကျိုးတွေပေးတယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေတန်တရားထဲမှာအမှားမလုပ်မိစေဖို့ကိုလုပ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ကိုနဲ့သက်ဆိုင်ပြီးတော့ကိုသွားရမှာပါမယ်ဆိုတာကိုစီသဘောကျပြီးတော့မကောင်းတာတွေမပါရလေအောင်ကောင်းတာတွေသာပါရလေအောင်တတိဆောင်ပြီးတော့ကုသိုလ်တရားကိုသာများများစားစားကြိုးစားအားထုတ်ပွားများနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု